လာပါနားတော့စတူဒီတည်တဲ့ရှင်နားပြေဆုံးဖြစ်ပါတယ်ဒီနေ့နားရောက်ရှိနေတဲ့နေရာလေးကတော့ဒါရှမ်းပြည်နယ်တောင်ပိုင်းပေါ့နော်အောင်ပန်းနယ်ဟဲဟိုးကြားတဲ့တိခေါင်တော်ဖြစ်ပါတယ်ဘက်ကဝီလာရှမ်းစိတ်ကိုကြည့်ပါဦးရှမ်းမလေးနဲ့ရှမ်းပြည်နဲ့ခေနောက်ပိုင်းကရရအောင်ပါမေးရောက်ပါစီပြီးတုံပြီးရောက်ပါလေအမောင်ရှမ်းပြည်နယ်တောင်ပိုင်းလာလဲဖို့ဖြစ်ပေါ်ပါတယ်လည်းမျိုးကြလိုက်ဒီနေ့နားရောက်ရှိနေတဲ့နေရာလေးကတော့ဒါရှမ်းပြည်နယ်တောင်ပိုင်းပေါ့နော်အောင်ပန်းနယ်ဟဲဟိုးကြားတဲ့တိခေါင်တော်ဖြစ်ပါတယ်ဘက်ကဝီလာရှမ်းစိတ်ကိုကြည့်ပါဦးရှမ်းမလေးနဲ့ရှမ်းပြည်နဲ့ခေခေ